ရာလေးကတော့မနေ့တော့ကသမီးလှလှလေးရိုက်တယ်စောချီတကယ်ချင်းနဲ့တူတူရွှေတကုံစီတီတော့လိုက်သွားရာကနေပြီးတော့မှမြင်ခဲ့ရတဲ့အရန်ကမှပုံသဏ္ဍာန်နဲ့မြင်ကွင်းနဲ့တူဖို့ခွင့်တောင်းမရယူထားပဲဖြစ်ပါတယ်။ဒါဖျားပေါ်မှာပေါ့နော်သူတို့တွေဒီအန်တီတို့ပေါ့နော်သူတို့တွေကဒါကသင်္ကန်းရက်နေကြဖြစ်ပါတယ်။အဲသင်္ကန်းရက်ပေါ်အစင်းစင်းကိုလည်းအနေကလေးမြင်ခွင့်ရတယ်။နောက်ပြီးခါကြလို့ရှိရင်ခွင့်တောင်းပြီးမှရယူထားခြင်းဖြစ်ပါတယ်။ဒီတိုင်းပြီးဆိုလည်းရလိုက်တာတော့မဟုတ်ဘူးပေါ့နော်။ဒီစကြအန်တီနားတွေကိုသွားပြီးတော့အန်တီတမန်သင်္ကန်းရက်တာမမြင်ဘူးလို့ပါတမန်ဒီဥစ္စာတမန်ဗီဒီယိုရိုက်လို့ရမလားရှင်ဆိုတော့ဒီအန်တီကအရင်တော့ကောင်းကြပါလေရိုက်လို့ရတယ်ဒါပေမဲ့အန်တီကိုလှလှလေးရိုက်ပြီးတော့ဆိုဟာနဲ့လှလှလေးရိုက်ဖြစ်သွားတယ်ဗီဒီယိုလေး sharing လုပ်ပေးလိုက်ပါတယ်ကိုရတော့နေကတော့မှုလို့ပေါ့နော်ဒီလိုမျိုးဗီဒီယိုဆိုလို့ရှိရင်ဒါနေရသူရအရန်ဟိုမှာခဲရင်လာပါတယ်အားကြောင့်မို့ရှားတုံးလေးကြုံတောက်ကြုံခိုင်လေးအခွင့်အရေးလေးရတော့မှဒါကိုယ်တိုင်ရိုက်ယူထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုကလေကိုရီပဲမဟုတ်ဒီလားဒီနိုင်ငံခြားမှာရှိနေတဲ့ foreigner တွေပေါ့နော်အများစုသူတို့တွေအလဲပတ်လာရောက်ရင်လည်းဒီမြင်ကွင်းကိုတွေ့ရခါကိုရီလိုပဲအလူရက်ရှိုက်ကြတာပဲလीနော်ဆိုတော့တော်လေးကိုကောင်းပါတယ်မြန်မာအဟန်မြောက်တယ်တနည်းအားဖြင့်အထုပ်အမြတ်ထားတဲ့ဟာလေးပေါ့အရာမိုက်တယ်အဲ့ဒီချိန်မှာပဲဒီအမိုက်တရားပါတော့နော်သူလည်းကိုလိုပဲ memory save လုပ်ထားခြင်းနဲ့တူပါတယ်သူဗီဒီယိုရိုက်နေတာတယောက်တည်းပြီးတော့ပုံတွေရိုက်နေတာအဆင်မပြေဘူးဆိုတာနဲ့မရေးသမီးပုံရိုက်ပေးရမလားဆိုတော့သူကရတယ်တဲ့အမကိုရိုက်ပေးပါဆိုလို့ဟာနဲ့ပဲသူဗီဒီယိုရိုက်ပေးလိုက်ဗီဒီယိုရဲ့နောက်ပြီးတော့ဓာတ်ပုံရဲ့ပေါ့နော်ဝင်ပြီးတော့မှရိုက်ပေးနေရဖြစ်ပါတယ်ဟေးရတဲ့နေရာမှာအမြင်မတော့ရင်အဲ့လိုမျိုးဝင်ပြီးဆက်စုတက်တည်ဆက်စုစိန်ရှာရှည်စိန်ရတော့ကျေးဇူးတင်ပါတယ်ဆုံးဖြတ်ချီပြီးလို့ကျေးဇူးတင်ပါတယ်ရှင်အဲ့ဒါအဲ့ဒီဟောဒါမျိုးလေးရိုက်ချင်